Hello အားလုံးမင်္ဂလာပါရှင်။ရှင်မကြီးဘက်ကနေကြိုဆိုလိုက်ပါတယ်။ဆိုတော့ဒီ vlog လေးကတော့ hiking trip to ရွှေဘုံပင်စီတီဒါမှမဟုတ် hiking around တောင်ကြီးပေါ့နော်။ဒါမှမဟုတ်လည်း walking trip လို့လည်းခေါင်းစဉ်တက်လို့ရတယ်ပေါ့နော်။ဆိုတော့ဒီ trip လေးကဘယ်လိုဖြစ်သွားတာလဲဆိုတော့ဒီစနေကစနေနေ့မှာပရာဟီတာနဲ့တွားစရာရှိရဆိုပြီးမှစီစဉ်ထားကြတာပေါ့နော်။ဒါပေမဲ့ဖြစ်ချင်တော့ပရာဟီတာကမတွားလိုက်ရဘူးရက်ရွှေ့လိုက်တော့ရွှေစင်တို့တွေတကယ်ချင်းနေစုပြီးတော့မှတိုင်ပင်မိကြတော့မှပဲတောင်ပေါ်တက်ကြမယ်ဆိုပြီးတော့မှဖြစ်သွားကြတာပေါ့နော်ဆိုတော့မနေ့ခင်းရဲ့တောင်ကြီးရာဒီကူတူကတော့တည်တဲ့အတိုင်းပါပဲအေးပါတယ်စိတ်ပါတယ်ဒီတော့ပိုးဆိုရတယ်ပေါ့နော်ရွှေစင်တို့အဲ့မှာတစ်ချက်ကြည့်တောင်ကြီးတက်ကတူဝါနဲ့အဲ့မှာတောက်လျှောက်နေပြထားတဲ့လမ်းကြီးတွေတွားရတာရွှေစင်တို့ဒီ17ရောက်လုံးလမ်းလျှောက်ခဲ့တာလေနေတဲ့စကေးမဟုတ်ဘူးပေါ့နော်စီစဉ်ထားတာကတော့ပရာဟီတာနဲ့ကိုယ်တို့ယူလို့ပဲပေါ့နော်ဒါပေမဲ့ပရာဟီတာဖွဲ့တွေကတောင်းတနေကြတယ်ပေါ့နော်အဲ့တော့အဲ့ဒီမှာရွှေစင်တို့ဆေးချောင်းကြီးဖြတ်သွားတယ်ပေါ့နော်အဲ့မှာလမ်းလေးအရင်တင်းနေကဂျပန် village ကဒီနေရာလေးနဲ့အရင်ဆင်းနေအရင်တောင်ကြားလေးလည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့လေရာသီဥတုကအရင်လုံးဝကောင်းနေပေါ့နော်အေးလေအေးတယ်စက်ပုံရိုက်လို့လည်းအရင်ကောင်းနေပေါ့နော်အဲ့တော့အမှလိုင်းခန်းအင်ရဘက်တွေကိုလည်းရောက်သွားခဲ့တယ်ပြီးတော့ရွှေစင်တို့အဲ့ဒီမှာဓာတ်ပုံရိုက်ကြတယ်ပေါ့နော်အေးစစ်စစ်နဲ့မနက်ခင်းပန်လမ်းရှောင်းရတာဆိုတော့လေအားကစားလုပ်ဖြစ်တယ်ပေါ့နော်မနက်ခင်းအားကစားလုပ်ပါတာတော့ကောင်းတော့ကောင်းတယ်လမ်းရှောင်းတယ်ဒါပေမဲ့နေ့လေလောက်ရောက်လာတော့လုံးဝအဆင်မပြေတော့ဘူးလူကလေပြိုင်းလာတယ်ပေါ့နော်ညလည်းရောက်လူကအမြင်လုံးဝမရတော့အဲ့လို6ယောက်တွေပေါင်းပြီးတော့17ယောက်လုံးတောင်းနေတော့တာပဲအတူဖြစ်ကုန်ကြတာတောင်းတက်ရတာလေဘယ်လိုပြောရမလဲgroup team လို့လည်းဖြစ်တယ်ကွာပြီးရင်လည်းဒီလိုပတ်ဝန်းကျင်ရှုခင်းနဲ့ကြည့်ရတာဖြစ်တယ်မဟုတ်ဟိုတောင်တက်ရတာကြိုက်တဲ့သူလည်းရှိရမကြိုက်တဲ့သူလည်းရှိပါဒါပေမဲ့ရွှေစင်အခုနောက်ပိုင်းအဲ့လိုမျိုးတောင်တက်ရတာပို့ပြီးမှကြိုက်လာတယ်ပေါ့နော်အားကြောင့်မို့လဲဒီ trip ကိုကြွားတငယ်ချင်းနေနေတာ join ဖြစ်ခဲ့တာဖြစ်တယ်ပေါ့နော်မဟုတ်ကိုယ်တိုင်တယောက်တည်းအတန်းသွားတတ်တော့မလို့စီစဉ်ထားတာလမ်းမှာလေတခြားဒီရွှေဘုံပုံစီတွေကိုသွားတဲ့ဖျားဖို့အဖွဲ့လေးရှိပေါ့နော်သူတို့ကကားလေးစီးဖြတ်သွားလိုက်တဲ့အခါတိုင်းရွှေစင်တို့အဖွဲ့တွေကိုနှုတ်ဆက်လက်ကြတော့ဒါပြောပါပဲပေါ့နော်စကားပြောလိုက်တဲ့ပုံရိုင်းလိုက်နေဒီမှာ solution ရွှေစင်တို့လမ်းတစ်လျှောက်လုံးနော်အဲ့ဒီမှာလမ်းလေးတွေ꿰တာသွားတဲ့တောင်ကြားတွေတွေ့တယ်ပြီးဒီမှာရွှေဘုံပုံစီတွေကိုရွှေစင်တို့ရောက်တယ်ပြီးရင်အဲ့မှာထက်꿰တယ်ပေါ့နော်သွားတယ်view point နဲ့ရွှေစင်တို့ရောက်ခဲ့သေးတယ်ဖြူပန်းကနေတစ်ချက်တွားတယ်လမ်းလျှောက်မရောက်နိုင်သေးဘူးပြီးရင်လည်းအမမြာစိမ်းတောင်ကိုလည်းဖြတ်ခဲ့သေးတယ်မြာစိမ်းတောင်တော့မဝင်တော့ဘူးပေါ့နော်မြာစိမ်းတောင်ဝင်လိုက်ရွှေစင်တို့ရုပ်ရှင်ကြည့်ဖို့လည်းစီစဉ်ထားတာနဲ့မရောက်ဖြစ်ခဲ့ပေါ့အမရေအီကွင်းရက်ကွက်တွေကိုလည်းရောက်တယ်ပြီးတော့ရွှေစင်တို့ ocean တို့လည်း ocean ကနေမြတ်သူခေါင်လည်းရောက်သွားခဲ့ပါတယ်တမျိုးလုံးကိုလမ်းလျှောက်ခဲ့တဲ့စကေးရရွှေစင်တို့ကိုတကယ်လုံးဝလမ်းအလျှောက်နိုင်ဆုံးစုလို့ပြီးရင်တော့မှ17ရောင်လို့ရနိုင်တယ်ပေါ့နော်ပြီးရင်တော့ရွှေစင်တို့ဒီမှာနောက်တစ်ခါရုပ်ရှင်ကနေလိုင်းကားစီးပြီးတော့မှပဲတောင်ကြီးတက်ကသူပြန်လာခဲ့တာဖြစ်တယ်။ဒါကတော့တကယ်ချင်းနေသူတို့အညောင်းနေဆိုပြီးတော့မှသူတို့လေ့ကျင့်ခန်းလုပ်နေတာပေါ့နော်။ဒီမှာတောင်ကြီးရဲ့ဘေးမဲ့တော်တွေလည်းတွေ့ရတယ်ပေါ့နော်။ပြီးရင်လည်းဒီမှာခွင်းလေးတွေကိုအစာကျွေးဖို့အတွက်နေရာလေးတွေပေးထားအောင်လည်းတွေ့ရတယ်။ဒါပေမဲ့တချို့နေရာတွေမှာတော့ခွေးများကိုအစာမကျွေးရင်လို့ရေးထားတဲ့ဒီထိုက်တယ်လေးကိုလည်းတွေ့ရတယ်ပေါ့နော်။ Okay ဒါကတော့ရွှေဘုံမင်းစီတွေရောက်ပါပြီ။ရွှေဘုံမင်းစီတွေကတော့ရွှေစင်ဒီ2023မှာရောက်ခဲ့ဘူးလေပေါ့နောက်ဆုံးအချိန်ရောက်ခဲ့ဘူးတာပါ။ဆိုတော့တောင်တက်ခဲတဲ့များဟာလေးကတော့ဒီ view point ကြည့်ရတော့လေအမှတ်ရတာပေါ့နော်ဆိုတော့အဲ့မှာရွှေစင်ကဒီစက္ကန့်နဲ့ဆိုတော့မသိတော့အဲ့ဒါထမင်းယူလာတဲ့ထမင်းကိုပဲအဆင်ပြေတကူဖွခဲ့တယ်ပေါ့နော်ဒီချင်းကနေသူတို့ကသူဓာတ်ပုံ AC ရိုက်ကြရပေါ့နော်သူတို့လည်းလှနေပါတယ်သူတို့လည်းဓာတ်ပုံ AC ရိုက်ကိုကလည်း AC ရိုက်အဖွဲနဲ့ကတော့ညီပါတယ်ပေါ့နော်ရွှေစင်တို့တောင်ကြီးတက်ကတူကနေစထွက်လာတာကဒါ8နာရီပေါ့နော်လန်တဘက်ကိုရောက်တော့9နာရီထိုးနေပြီဒါတော့မှရွှေဘုံပွဲမြောက်ပြီရွှေဘုံပွဲမြောက်တော့9နာရီထိုးကနေဖြစ်သွားတယ်ဒါရွှေစင်တို့ကလည်းတောင်တက်တာအရင်နှီးလို့လာတော့မသိဘူးပေါ့နော်လမ်းလျှောက်တာလည်းအရင်နှီးတယ်မင်္ဂလိလည်းဖြစ်လို့ပေါ့နော်ဒီလိုမျိုးnormal ဒီလို hiking သမားတွေဆိုရင်တော့သူတို့တက်တာမြင်မယ်တို့ရွှေစင်ကတော့ထင်တယ်ပေါ့နော်အဲ့ဒါနဲ့ရွှေစင်တို့ပြန်လာရလဲအတိုင်းမပြန်ဘူးတခြားလမ်းကနေပြန်တယ်ပေါ့နော်အဲ့ဒါနဲ့ရေခွင်းရက်ပတ်တွေလည်းရောက်ဟိုလူမီဒီလူမီနဲ့တကယ်ချင်းနေဟာပစက်ပါရွာရောက်တယ်ဆိုပြီးမှပြောနေကြတယ်အဲ့ဒါဟိုလူမီဒီလူမီနဲ့မြို့ရဲမှာတော့လမ်းကတော့တော်တော်ရှောက်ခဲ့ရပါတယ်လို့အဆုံးတော့ရွှေစင်နဲ့စီးလာတဲ့ဖက်နဲ့လည်းမစီးနိုင်တော့ဘူးပေါ့နော်လုံးဝဖက်နဲ့ကိုကင်ပြီးရှောက်တဲ့ချိတ်တင်နဲ့လည်းလုံးဝမြစ်ပတ်ကုန်ပါပြီဒါတော့တောင်ကြီးရဲ့ view point စစ်ပါရှင်ပြီးတော့လေအဲ့ဒီမှာယထာလာတာနဲ့ရွှေစင်တို့တွေလေးကြည့်ခဲ့ကြသေးရဲ့တိလားယထာပေါ်မှာလူတွေကလည်းနှုတ်ဆက်ကြတယ်ပေါ့တက်တာကြီးပြနဲ့အဲ့နေ့တွေကတော့တကယ်လုံးဝ
ပင်မနေဆိုပေမဲ့လေအမတ်တရားလေးလူဟို create လုပ်နိုင်ခဲ့တယ်ပေါ့နော်ရထားကနေတစ်ခါမှမစီးဘူးတိလာရွှေစင်ကနေအဲ့ဒါကြောင့်မလို့လူရထားလာတယ်ဆိုရင်ကအထူးဆန်းဖြစ်နေရွှေစင်တောက်တယ်မှမဟုတ်ပါဘူးရွှေစက်တင်ငယ်စနေလည်းအတူတူပါပဲပေါ့နော်ရှီအေးကွင်းရက်ကွက်ကနေပြီးတော့မှရွှေစင်တို့မြို့မစီတော့တွားလိုက်ကြတယ်ပေါ့နော်ရုပ်ရှင်ကြည့်ဖို့အတွက်လမ်းကတော့အသေးလျှောက်တယ်မပင်ပန်းအောင်နေရလဲပူခြေောက်တွေကလည်းဟိုအကုန်လုံးကနာနေကြပြီဒါပေမဲ့လုံးဝဆွဲမလျှော့ပေါ့နော်လူတွေကလည်းတကွဲတပြားလေးဖြစ်ကုန်ကြပြီအဲ့နဲ့ဒီရုံတင်နဲ့ဒီလက်ပြခွဲချိန်ဆိုတဲ့ဇာတ်ကားလေးကိုလည်းကြည့်ခဲ့ကြတယ်ပေါ့နော်ရုပ်ရှင်ကြည့်ရတော့10မိနစ်15မိနစ်နောက်ကြာတော့နည်းနည်းဖီနေရတော့ကြာတယ်ပေါ့နော်ဒါပေမဲ့ငိုခဲ့ရပါတယ်ပေါ့နော်ဒီခင်မွေးမှာကိုလည်းအများကြီးကိုချင်းစားတယ်ပေါ့နော်ဒီခင်းလေးစားဆိုတဲ့ location မှာလေးရတော့ရွှေစတွားခဲ့တဲ့တောက်လျှောက်တုံးရဲ့မတိုင်လေးပေါ့နော်ဒီတောက်လျှောက်လို့အနီချောင်းလေးတိုင်းရွှေစနုတွားခဲ့တာโอเคဒီနေ့ကဒီ vlog လေးတော့လောက်ပါပဲရှင်အရင်ပြင်ပြီးတော့မှပျော်ရွှင်စရာလေးတွေကိုဖန်တီးနိုင်ခဲ့ပါတယ်အားလုံးပဲတတားပါရှင်